စ်ကိုပြတ်နိုင်ပွဲနဲ့အာရှချန်ပီယံလိပါခြေစွမ်းပြနေတဲ့ AR မျိုးသမီးတွေပြည်သက်ချင်းအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဩဂုတ်လ20ရက်နေ့ညနေခင်းရန်ကုန်မြို့သုဝနကွင်းကြီးထဲမှာတော့မြန်မာကိုစားပြု AR မျိုးသမီးတွေဟာမြန်မာကုံအာရှစစ်မှာထပ်မံမြင့်တင်ပေးလိုက်ပြန်ပါပြီ AFC Women Champion League 2026-27 ပြိုင်ပွဲအုပ်စုဒုတိယပွဲစဉ်ဖြင့်No Limit FC နဲ့ရှင်ပြိုင်ကစားခဲ့ရပါ AR မျိုးသမီးတွေဟာ19ဂိုးမရှိဆိုတဲ့ရလက်နဲ့အပြတ်သက်ကိုအနိုင်ယူသွားခဲ့တာပါဒီနေ့ပွဲစဉ်မှာ AR တွေဟာလူစုံတက်ဆုံတဲ့ရက်ကုန်လွင်ခဲ့တယ်လို့ပြောရပါပါသတင်းတွေထွက်ပေါ်ခဲ့တဲ့အတိုင်းပဲအားကိုးရတဲ့တိုက်စစ်မှုမေထက်လူနဲ့အမေရိကန်သူလေးမက်ကန်နာတို့အတူတူပွဲထွက်လာခဲ့ပါတယ်ပွဲစားရနဲ့တိုက်စစ်စင်ကစားခဲ့တဲ့ AR တွေဟာပထမပိုင်းမှာရင်၄ဂိုးပြတ်နဲ့ဦးဆောင်နိုင်ခဲ့ပါတယ်ပွဲချိန်9မိနစ်မှာမေထက်လူကအဖွင့်ကိုသွင်းယူပေးခဲ့ပြီး22မိနစ်မှာဂျပန်ကစားသမားမက်ဆူယို24မိနစ်မှာဇင်မိုးပြင်းနဲ့45မိနစ်မှာပြပြဝင်းတို့ကသွင်းကိုတွေအသီးသီးရယူပေးခဲ့တာပါတိုင်ဘက်ကိုအသက်ရှူပေါက်ပေးမြောက်ဖိအားပေးကစားသွားတဲ့ပထမပိုင်းခြေစွမ်းကတော့တကယ်ကိုအားရစရာပါပဲဒုတိယပိုင်းပါလေ AR တင်းရဲ့ဂိုးမိုးရွာသွန်းမှုတွေကရက်တက်မသွားခဲ့ပါဘူးလေးမြင့်မိုချီဆူကီခြေစွမ်းပြနေတဲ့မေထက်လူနဲ့လူစားဝင်လာတဲ့တိုက်စစ်မှုဝင်းသိန်ကီတွန်းတို့ကနောက်ထပ်ဦးဆောင်ကိုတွေကိုဇက်တိုက်သွင်းယူပေးခဲ့ပါတယ်လင်းမြင့်မိုးနဲ့ဝင်းသိန်ကီထွန်းတို့ဆိုရင်နှစ်ပွဲဇက်တိုက်ကိုသွင်းယူနိုင်ခဲ့တာပါဒီပွဲမှာအထူးကြီးကျူရမယ့်သူတွေထဲမှာဂျပန်ကစားသမားမိုချီဆူကီလည်းပါဝင်ပါတယ်သူမရဲ့သွင်းကိုဟာတာဘန်ကိုမဟုတ်ပါဘူးပညာသားပါပါတဲ့ကိုသမားရဲ့ထောင်ထဲကိုကွက်တီကန်သွင်းသွားတဲ့အလန်းစားဖရီကစ်သွင်းကိုတကူဖြစ်ခဲ့ပါတယ်ဒါအပြင်ဒီနေ့ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားစုကိုရရှိသွားသူကတော့ကျမတို့ရဲ့ဖြူလုံးလေးခေါ်ဖြူဖြူဝင်းပဲဖြစ်ပါတယ်သူဟာတကူသွင်းနိုင်အောင်မကပဲ3ဂိုးတိတိကိုဖန်တီးပေးခဲ့ပြီးဖန်တီးမှုထက်ပတ်ထရစ်ကိုပါအရယူနိုင်ခဲ့တာပါတကယ်ကိုထိုက်တန်တဲ့စုတစိပ်ပါပဲAR မျိုးသမီးတင်ရဲ့လက်ရှိစမ်းဆောင်ရည်ကိုကြည့်အောင်ပါအုပ်စုပွဲမှာ FC 0 4ကိုပြန်အခုဒုတိယပွဲမှာ No Limit FC ကို8ကိုပြန်စုစုပေါင်း2ပွဲကစားသွင်းကိုက12ကိုရှိပြီးပေးကိုက0ပါခန်းစစ်ရောတိုက်စစ်ပါအဖက်ဖက်ကပြီးပြည့်စုံတဲ့အနေထားပါအသင်းမှာရှိတဲ့ဂျပန်ကစားသမား9ယောက်ရဲ့အချိန်ဆက်ပြည်ရင်းကစားသမားတွေရဲ့ကြန့်ခိုင်မှုနဲ့နားလည်မှုတွေအသင်းကိုအကောင်းဆုံးပုံစံကိုရောက်ရှိစေခဲ့တာပါမယုံမရှိပါနဲ့ဒီတိုင်းသာဆက်သွားမယ်ဆိုရင် AR မျိုးသမီးအသင်းဟာလက်ရှိချန်ပီယံလိဖျားကိုတော့စိန်ခေါ်နိုင်စမ်းရှိပြီးအာဆီယံရဲ့ပြည်ပအသင်းတစ်သင်းဖြစ်လာဖို့တေချာတလောက်ရှိနေပါပြီ AR မျိုးသမီးအသင်းဟာလာမယ်အုပ်စုတတိယပွဲစဉ်ဖြင့် New Taipei City Hanyu FC တင်းနဲ့ဆက်လက်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်။ကျမတို့မြန်မာပြည်သက်ကြီးနေနေရရော AR တင်းရဲ့နောက်ထပ်နိုင်ပွဲဆက်မဲ့ခြေစမ်းတွေကိုဆက်လက်အားပေးသွားဖို့အစဉ်သင်ပဲလားပြောခဲ့ကြပါဦးနော်။ကြည့်ရှုပေးကြလို့ကျေးဇူးတူတင်ရှိပါရရှင်။